ဟုတ်ကဒါနင့်အတွက်ငါရဲ့လက်ဆောင် ကန်းကပင်မဆိုလို့ငါထုတ်ကဘာမှမခိုင်းမထားနေမှာပေါ့ ကိုကြီးကလည်းအကူပြောသလိုကန့်ကောင်ကိုပြောတာပဲကန့်ကောင်ပဲမမဆိုလို့ဘာလုံးမလုပ်နဲ့တဲ့ ဟုတ်ကအာ အဲ့ခွက်လေးတဲ့ဟိုမှာအဲ့ပါမုံလေးထည့်ပြအပူပဲစားလိုက်လို့ရှိရင်နည်းနည်းနွေးတယ်နော်အဲ့ဟိုရခွာလိုက်ရမှာလေငင်းနဲ့စီးရဟာလေးရှက် ဟုတ်တယ် တွေ့တော့ဘာ ရှိရဲ့ဟိုအုံးဒီကလည်းတော်တော်ကောင်းတယ် ပြတော်တော်လေးကျင် ဟုတ်တယ်ဟုတ်ကစောင်းလေဟုတ်ကအာဟာအဲ့လောက်ထိပြေးလာမှာတော့ချော်လဲပြီပေါ့ဟာ ကြည့်စင်ရလားအဲ့ဒါငါထိုးရမယ် ရအရင်ပြေးလိုက်လို့ဖြစ်သွားတာလာပါတော့မယ် ဟုတ်ကမင်းကလည်းမြန်လိုက်တာကွာငါတို့တော့မဆောင် ဟုတ်ပါပြီအဲ့တော့ငါဖြော်ရပြန်ဝယ်တိုင်းမှာဟုတ်ပြီလား ဟုတ်ကနင်တကယ်ပြောရနော် ဟောဘာတော့မလဲမှားလေ အဲ့ဆိုရင်ကျွန်တော်ပေးမယ်တဲ့ခွက် ထောက်ပတ်ဒီတစ်ခွက် အာ အဲ့ငါ ကြောက်မထက်ကြောက် ဟုတ်ကထောက်ပတ်ဒီကငါမလေ ဘာပဲဖြစ်ဖြစ်အခုငါလက်ထဲမှာလေအဲ့တော့ငါဟာပဲလေ ငါမရဘူးဟာငါ့ကိုပေး နင်တောင်းချင်တာနင်တောင်းချင်ယူလေရဆိုလို့ရှိရင်ငါတရားယူလေ သူ့မှာလား နင်တောင်းချင်တာမလားယူလေရဆိုလို့ရှိရင် ငါတောက်ချင်လို့ ယူလေရဆိုလို့ငါလည်းရအောင်ယူ လည်းကားလေးကြာတယ်ပြီးလိုက် ပေး ပါ ဟာငါမမီဘူး မမေလို့ရင်နင်ရအောင်ယူလေနင်တောင်းချင်တာဆိုရအောင်ယူရ ပေးပါ ရ ပေးဟာငါမမီဘူး မမေလို့ရင်နင်ရအောင်ယူလေနင်တောင်းချင်တာဆိုရအောင်ယူရဘာလို့တိုက်လဲငါလည်းနင်မမီရရရရ အော်အကို sorry နော်ကန်းကအရင်လန့်သွားလား ဟုတ်ကန့်ကောင်ရုပ်တဲ့ဆိုတော့နည်းနည်းတော့လန့်သွားတယ်ဒါနဲ့အကိုကနိုင်ငံခြားမှာကျောင်းသွားတက်နေတာဆိုဘယ်တော့ပြန်ရောက်လာတာလဲ ကိုပြန်ရောက်တာ2ပတ်လောက်ရှိပြီကိုကြောင့်လည်းကန်းကအရင်လန့်သွားရဲဆိုရင်ကိုထပ်ပြီးတော့တောင်းပန်ပါရနော်ဒါနဲ့ကန်းကဘယ်သူနဲ့လာရလဲငါထုတ်အောင်မပေါ့လား အော်ဟုတ်တယ်ကိုကြီးကဒီနေ့မအားဘူးဆိုလို့ကန့်ကောင်တယောက်ထဲလာတာ ဒါဆိုရင်ကန်းကအချိန်နည်းနည်းလောက်ရသေးလားအဲ့ဘာစားမလဲ ဘာစားရလဲဟောမင်းညင်းကြည့်လိုက်မယ်လေ 你嘞？ ဘလူးဘယ်ရီကိတ်ရဲ့လက်တစ်ဖက်ပေးပါ ကိုလည်းလက်သေးပဲပဲနော်ကန်းကခုလိုတော့ဘာကြီးလောက်နေလဲ ကန်းကောင်ကတော့အိတ်လိုက်စားလိုက်ရှောက်သွားလိုက်ပဲအကိုတို့လိုမျိုးထွေထူးဘာလုံးမလုပ်စရာမှမရှိတာ ကန်းကပင်မဆိုလို့ငါထုတ်ကဘာမှမခိုင်းမထားနေမှာပေါ့ ကိုကြီးကလည်းအကူပြောသလိုကန့်ကောင်ကိုပြောတာပဲကန့်ကောင်ပဲမမဆိုလို့ဘာလုံးမလုပ်နဲ့တဲ့ ကိုလည်းငါထုတ်လို့ပဲဒီလားကန်းကဘာလုံးမလုပ်စေချင်အောင်ကန်းကပင်မဆိုလို့လေကန်းကကိုကဒီတိုင်းလေးပြပြရွှေရွှေနေရပဲမြင်ချင်တာကန်းကစားနော် อ๋อဒီမှာအလင်းမို့ထည့်ပေးမယ်ဟာလေဒီခါလေးထည့်လိုက်လို့ကိုဒီခါဝင်ပို့လိုက်နော်
အေးတော့အထုပ်ကြီးနဲ့ပဲသွားမလို့တော့ အနီမူကတပတ်တာမှာထားလို့ငါပတ်ဖို့လို့လေ ညငါယောက်ျားသားမိတယ်ညအောင်အလိုက်မေးပဲသွားမလို့ ။ညနေ hotspot လောက်စားပြီးတော့ညီစီတီးရွက်လာဝယ်တာ ဟောပေါ်တော့လောက်ပါဟဲညီရလဲ ။ဟောအေးအဲ့ဟောပေါ်ပြောတာပါလေ အပြင်မှာပူသွားပြီနော် သွားသွား ။ဟဲ့နင်ပြောစရာရှိတယ်။ဟဲ့နင်မနင်ပြည့်ရပိုင်နော် ဟုတ်လို့လားဟဲညီရလဲ ။အာငါ့ကိုပြောတဲ့သူကအမြဲမှန်တယ်။ညီငွေလိုနေရဆိုလို့ပါအေးငါပြရလေးပြောပြတယ်။ငါတော့ထိုးလာခဲ့ပြီ။ပြောဒါလေးဆဲလိုက်။အနိမေဘယ်တော့ ပြန်တော့မလို့သမီးရေ ဒီကားရလားအနိမေရဲ့ ဟုတ်ပါဘူးသမီးရေနေရလေအမေရဲ့အဦးဆုံးအမကြီးအသေးတန်ဖြစ်တယ်ဆိုလို့ ဖြစ်ရလေအနိမေရဲ့တက်တာပါပါအနိမေပြန်ဆန်ငယ်လေးပြပြမောင်းတော့အောင်နော် အေးသမီးအဲ့ဆိုအနီမေသွားလိုက်တော့မယ်နော် ဟုတ်ကဲ့အနိမေ ရှောက်သွားမယ်ရှောက်ပဲ ဟုတ်တယ်ဟာမရုပ်ဆိုင် အမ်လက် Orange 101ဆိုရင်ထိုင်းနိုင်ငံမှာအရေးသွင်းမြင့်ထုတ်လုပ်ထားပြီးထိုင်းနိုင်ငံရဲ့အသိအမှတ်ပြုတရားဝင် FDA လက်မှတ်လည်းရရှိထားတဲ့အတွက်စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။အမ်လက် Orange 101က water type အမျိုးအစားဖြစ်လို့စိတ်ကမှုလုံးဝမရှိတဲ့အပြင် wet chan နဲ့အမဲဆန်များကိုသက်သာပြောက်ကင်းစေပါတယ်။ Vitamin B3 နဲ့ hyaluronic acid ပါဝင်တာကြောင့်မျက်နှာကိုကြည်လင်ဖြူဝန်းစေတဲ့အပြင်အရေးကြောင်းများကိုသက်သာစေပြီးအရွယ်တင်တင်းရင်းနှုတ်ပြလှပစေပါတယ်။ အမ်လက် Orange 1 Vitamin Abutin Serum လေးကိုဝယ်ယူလိုပါက comment မှာပေးထားတဲ့အမ်လက်မြန်မာ Facebook page ကနေတစ်ဆင့်တွားရောက်ဝယ်ယူနိုင်ပါတယ်ရှင်။ M+ ငါကဒီမှာခဏနိုင်မယ်ကြည့်စင်နေဝဲလိုင်းယုံတွေကချက်စရာလေးနော် ဟုတ်ကဒါနင့်အတွက်ငါရဲ့လက်ဆောင် ငါအဲ့ဒီရုပ်ငါဘာလို့အောင်မလဲကခလေးကလာနဲ့နင်းသားအဲ့ရုံနဲ့ဆော့ ဟုတ်ကရဲ့ယူလိုက်ပါကြည်စင်ကမင်းမလို့ပေးရနော်9000ပေးရမှာတငယ်ချင်းကချစ်လို့မှတ်တရလက်ဆောင်ပေးရမယ်ယူလိုက်နော်ကြီးများမနေနဲ့ညနေအောင်စောင်းနေပြီငါတို့အိမ်ပြန်ကြမလားကြည်စင်စွမ်းတာနေမေဖုန်းဆက်တယ်မလား ဟုတ်တယ် အဲ့ဆိုငါတို့ပြန်ကြမယ်နော် တမ်းမယ် ညီမလေးကိုကြီးဝင်ခဲ့မယ်နော် ဟုတ်ဝင်ခဲ့လေကိုကြီး ညီမလေးဒီနေ့ဈေးဝယ်ထွက်လာအဆင်ပြေရလားကိုကြီးကတော့လေညီမလေးသွားချင်တဲ့နေရာကိုကိုကြီးကိုယ်တိုင်လိုက်မပို့ပေးနိုင်တော့စိတ်ထဲမကောင်းဖြစ်နေတာ ဘာမှမဖြစ်ပါဘူးကိုရဲ့မုံဘိုးတွေအများကြီးပေးလိုက်တာပဲဟာဘာစင်မဖြစ်ရမှာလဲလို့ ဟုတ်ပါပြီညီမလေးစိတ်ချမ်းသာပြီးတာပါ အော်ဒါနဲ့လေမမေဒီနေ့ shopping ထွက်ရင်းနဲ့ကိုဖုံးမင်းနဲ့တွေ့ခဲ့တယ်အော်ကိုဖုံးမင်းကမမေကိုမုန်းလိုက်ကျွေးခြင်းနဲ့ဆိုတာနဲ့သူနဲ့အတူတူမဟုတ်တူစားခဲ့သေးတယ် တိုက်ဆန်ဆန်ကွာကိုကြီးလိုက်မပို့တဲ့နေ့ကြောင့်ပဲတွေ့ရတယ် ကိုဖုံးမင်း
ဘာဖြစ်လို့လဲကို ဘာမှတော့ဖြစ်ပါဘူးဒါပေမဲ့နောက်တစ်ခါတွေ့ရင်တော့ဘာအားကိုပြောနိုင်တော့ ဟုတ်ကဲ့ အဲ့ဆိုညီမလေးစောစောအိမ်ပါ ခုနိုင်တော့ကို